Hello bro ကျွန်တော်နာမည်ကတော့ကိုစောမှာကျွန်တော်ဒီနေ့မှာတော့ဘာလုပ်မှလဲဆိုတော့ Sakura School ထဲမှာbro ကျွန်တော်ရဲ့တနေ့တာမှာဘာဖြစ်နေလဲဆိုတာပြမှာပဲဖြစ်ပါတယ် Okay bro ကျွန်တော်အခုတော့ကျောင်းဝင်ပြီဆိုတော့ကျောင်းဝင်နေဆိုတော့ကျောင်းသွားရမယ် Okay အဲ့တော့ကျွန်တော်ဝေစားသွားလိမ့်မယ်ဗျကျောင်းသွားမယ်ဆိုတော့ဒီထဲမှာဝေစားရှိတယ် Okay အဲ့တော့ကျွန်တော်ဝေစားလဲပြီ Okay ကျွန်တော်ဝေစားလဲပြီဆိုတော့ကျောင်းသားကိုကျွန်တော်လွဲယူလိုက်ပါမယ်လွေးလိုက်ယူပြီးကျွန်တော်တို့ကျောင်းကိုတွားရတော့မယ်ဘရိုโอเคသွားမယ်စကားမစကျွန်တော်ဗီဒီယိုလေးကိုလိုက်ဆော်ရနေပြီးတော့ဘေးနားလေးအကောင်းလုံးလေးကိုလည်းနှိပ်ပြီးတော့ကြပါအောင်နော်ဘရိုတို့ကတော့ဘာဖြစ်ပဲကျွန်တော်တို့ကတော့အရင်ကတမှုကြီးနေလို့ပါဘရိုရေโอเคကျွန်တော်ကျောင်းကိုလည်းရောက်ပြီးဒါကျောင်းကိုကြီးကားလာတော့မသိဘူးအမလေးပြတိုက်ကုန်ပြီလို့ဘရိုကျောင်းကြီးကားလာမသိဘူးโอเคကျောင်းထဲဝင်ရမှာကျွန်တော်ဘယ်နဲ့တန်းတက်ရမလဲဆိုတော့ G5 တက်ရမှာဗျာ9တန်းတက်ရမှာဆိုတော့ဒီငါးရတဲ့မှာဆိုတော့ဒီထဲမှာရှိရငါးရခန့်ကျွန်တော်ဘယ်နာမှလည်းမသိဘူးမေးလိုက်မယ်အေးရောက်နေမင်းငါးရခန့်ကဘယ်နာမှလဲငါးရခန့်ကပေါ်တော့မှလေးကွာငါတို့လည်းငါးရကျောင်းသူတွေပဲအဲ့တော့ငါလိုက်ခဲ့မယ်ကွာโอเคငါတို့ကွန်ပျူတာငါးရကွန်ပျူတာနဲ့ရတယ်လို့ဘရိုကျွန်တော်တို့ကျောင်းမှာဆိုစာသင်နေရတာဗျာโอเคဘရိုအဲ့တော့ကျွန်တော်စာပဲသင်လိုက်ရအောင်ဘရိုစာသင်တော့မဟုတ်ကွန်ပျူတာနှိမ့်လာဗျာဒီကောင်โอเคအဲ့တော့ကျွန်တော်တို့ကွန်ပျူတာပဲနှိမ့်နေလိုက်မယ်ငါဒီနေ့ကျောင်းလာနောက်ကြရဲ့ထင်တယ်ကွာကျောင်းသားတွေလည်းအကုန်ရောက်နေလောက်ပြီးတော့ငါထင်တယ်โอเคအဲ့တော့ငါကျောင်းထဲကိုမြန်ဝင်မှာကွာဟာဟိုမဲ့ဆရာမအသိရောက်နေတာပဲကွာဆရာမဘယ်သူမှမသိပါဘူးโอเคလေဘယ်ဆရာမနေကိုစားကိုပဲလုံနေတော့မယ်ကွာโอเคတို့ကျွန်တော်ကိုစားကိုပဲလုံနေတော့မယ်ဗျာအဲ့တော့ဂယူးဆိုင်မနေတော့โอเคဒါလည်းပြီးတော့ကျောင်းလိုက်ရတာပြောရဲလားပြောတဲ့သူထားဖြေပါဦးမပြောပါဘူးပြောမအဲ့ဒါဘယ်သူပြလဲထွက်ခဲ့တဲ့ဖြေတဲ့သူဟာငါ့ကိုခေါ်နေပြီကွာငါဖေရပြောလိုက်တာငါထွက်ရတော့မယ်ကွာတန်းရှိငါ့ကိုရိုက်တော့နေမယ်ကျောင်းစားလိုက်တဲ့နေမှာရိုက်ခင်ရရင်မဟုတ်တော့ဘူးဆရာမဘာကိစ္စလဲကျွန်တော်ခေါ်ရတယ်နေကျောင်းလိုက်ရမပြောလို့ပြောတော့ငါနေကိုရိုက်မလို့ဟာမလုပ်ရနဲ့ဆရာမမလုပ်ပါနဲ့ဆရာမရကျွန်တော်ကမှကျောင်းစားလိုက်တဲ့နေ့ပါမရဘူးနေ့ကရိုင်းမရမယ်အဲ့လိုမျိုးလုပ်နေကျောင်းလိုက်ရတာမပြောပဲဖြစ်သွားလိမ့်မယ်ဟာဘရိုရေမပြောတော့ဘူးဗျာရိုက်ခင်ရတော့မှာဘရိုရေနားလိုက်တာဆရာမရအဲ့လိုကြီးတော့မလုပ်ပါနဲ့ဒီနေ့တော့ဒီလောက်ပါပဲနင်းမနေ့ပြန်အဲ့လိုစကားပြောရင်နင်းကရိုက်မှာနော်ရပါတယ်ဆရာမငါကျောင်းစားလိုက်တဲ့နေ့ပါပဲရိုက်ခင်ရတော့ကွာနားလိုက်တာဟုတ်ကဲ့ငါကိုယ်ကကိုယ်လုံးနေတော့မယ်ကွာမပြောတော့ဘူးကွာငါအိမ်ပြန်တော့မယ်ပြီးလိုက်တာကွာငါရိုက်ခံနေရတယ်ကွာကျောင်းဆက်လိုက်ရနေမှာငါတယောက်တည်းရိုက်ခံနေရတော့ငါရှက်တယ်ကွာအဲ့တော့ငါအိမ်ပြန်တော့မယ်ကွာโอเคအိမ်ပြန်တော့မယ်ဗျာကျောင်းဆက်လိုက်တဲ့နေမှာကျွန်တော်တန်းပြီးရိုက်ခံရဆိုတော့မဟုတ်တော့ဘူးဘရိုငါအပေါက်ဒီမှာကုန်ကျောင်းပေါက်ဒီမှာကုန်ဟိုဘက်မှာငါဆိုင်ငယ်ရှိတဲ့နေရာဟိုဘက်မှာโอเคဒါရေကူးကန်ဘက်ဝင်ကျွန်တော်ဆိုင်ငယ်ဟိုပန်းရောင်ကားတော့ရိုက်တဲ့ဆရာမကားလားမသိဘူးကျော်ဒီကောက်ဝင်တိုင်းလိုက်မှာဗျာရော့အောင်တစ်ချက်ရော့အောင်တစ်ချက်โอเคတော့ဆိုရပြီကွာဒီဆရာမမှတ်သွားလောက်ပါပြီနောက်ခါမေးရဲတော့ကားယူဝင်တိုက်လာတယ်ကွာโอเคအဲ့တော့အိမ်ပြန်ကြရအောင်လေဘို့โอเคကျွန်တော်ရဲ့တနေ့တာမှာဒီလောက်ပါပဲအစားအဆုံးကြည့်ရှုအားပေးတဲ့ဘဝတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါဘရိုရေ